2026 တကြံပိတ်ရက်မှာထွက်ရှိမဲ့ United Kingdom ခီးစဉ်တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီနှစ်မှာတော့ Nice and Travel ကနေပြီးတော့တူတူကြကြလေးဖြစ်သွားအောင် UK ခီးစဉ်ကို England, Scotland, Highland ဒေသများအပါအဝင် Wales Island မြောက်ပိုင်းအစရှိတဲ့ပြည်နယ်၄ခုလုံးကိုထည့်သွင်းပေးထားပါတယ်။အဲ့ဒါကြောင့်မလို့ဒီခီးစဉ်ကိုတစ်ခေါက်သွားလိုက်ပြီးရတဲ့ United Kingdom ရဲ့အထင်ကြီးနေရာတွေအားလုံးကိုစုစုံလင်လင်သွားရောက်လဲပတ်ပြီးတာဖြစ်သွားမှာဖြစ်ပါတယ်။အရန်လာပါတဲ့ Scotland Highland ဒေသရဲ့ Harry Potter ရုပ်ရှင်ရိုက်ကူးရဲ့ရှုခင်းတွေ movie ဇင်းတွေပြီးတော့ Ireland မြောက်ပိုင်းမှာရှိတဲ့အရှိန်အဝါကြီးမားတဲ့တော်ဝင်မိသားစုတွေမြန်မာဘောလုံးပရိသတ်တွေရဲ့အသင်းတွေတည်ရှိတဲ့မြို့တွေပညာရေးမှာကဘာကိုစိုးမိုးထားတဲ့အင်္ဂလန်နိုင်ငံကတက္ကသိုလ်ကျောင်းတော်ကြီးတွေတမိုင်းရာဇဝင်တွေပြီးတော့ဖွံ့ဖြိုးတိုးတက်နေတဲ့လူနေမှုစနစ်အကြောင်းတွေကိုလေ့လာပြီးတော့ဗဟုသုတရေးတပွိတပိုက်ရရှိစေမယ့်ခီးစဉ်လေးပဲဖြစ်ပါတယ်။ Nice ဆိုင်က UK ခီးစဉ်ကိုအကြိမ်ကြိမ်ထွက်ရှိထားပြီးတော့အရေးတွေးထိမ့်သိမ့်တဲ့အနေနဲ့လူဦးရေလေးရောကန့်သက်ထားပါတယ်နော်။ UK ခီးစဉ်လေးက73ညအိတ်14ရက်ခီးစဉ်ဖြစ်ပြီးတော့တဦးကို US ဒေါ်လာ6500ကျပ်သက်မှာဖြစ်ပါတယ်။ UK ဗီဇာလျှောက်ထားဖို့အတွက်အချိန်ရွေးအတွက်ကြောင့်အမြန်ဆုံးစာရင်းပေးသွင်းဖို့လိုအပ်ပါတယ်နော်။ Nice ဆိုင်မှာထွက်ခွာတဲ့ခီးစဉ်တိုင်းကဈေးမဲ့ကျွမ်းကျင်ဝန်ဆောင်မှုကောင်းပြီးတော့ခရီးစဉ်တိုင်းရဲ့အရေးတွေကိုထိမ့်သိမ့်တဲ့အနေနဲ့တေချာလေး view site ပြီးတော့စီစဉ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် premium service quality ကိုနှစ်သက်သဘောကျတဲ့ဧည့်သည်တော်တွေအတွက်ရွေးချယ်တဲ့ခီးသွားကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ page အတူတွေနဲ့လူလိမ့်နေရဲ့အန်ဒီယန်နေကင်းဝဖို့အတွက် Nice ဆိုင်တချင်းလန်ကြားတဲ့ဖုန်းနံပါတ်ဟုတ်မဟုတ်ကိုစစ်ဆေးတင်ပါတယ်။ပြုံဝင်မလွဲခင်မှာ Nice ဆိုင် Group of Company Limited ဆိုတဲ့နာမည်နဲ့ဖွင့်လှစ်ထားတဲ့ကုမ္ပဏီဘဏ်အကောင့်ဟုတ်မဟုတ်ကိုစစ်ဆေးပြီးတော့မိမိကြိုက်တဲ့တရားပေးနေငွေလွှဲမယ်ဆိုပါကလည်း Nice ဆိုင် Group of Company ဆိုတဲ့နာမည်နဲ့ဖွင့်လှစ်ထားတဲ့ MMQR ဟုတ်မဟုတ်ကိုတေချာစစ်ဆေးဖို့လိုအပ်ပါတယ်နော်။ဒီစင်များအပြင်ပြည်ရင်းပြည်ပလေးလက်မှတ် Visa, Hotel နဲ့ Travel Insurance တွေကိုတနေရာထဲမှာ One Stop Travel Service ကိုအကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ Nice and Travel အခုပဲဆက်သွယ်ပြီးတော့တင်းရဲ့ခီးစဉ်တွေကိုအလွယ်ကူဆုံးစတင်လိုက်ပါ